မင်္ဂလာပါအခုဗီဒီယိုမှာကတော့2025ခုနှစ်ဇွန်လကနေ2025ခုနှစ်ကုန်တဲ့အထိကုန်ရာသီဘွားတွေရဲ့အကြောင်းကိုခြေတိုင်းနက္ခတဗေဒမိစနစ်နဲ့တင်ပြဟောပြောပေးသွားမှာဖြစ်ပါတယ်ဖေဖော်ဝါရီလ23ရက်နေ့ကနေမတ်လ23ရက်နေ့အတွင်းမွေးဖွားကြသူတွေဟာကုန်ရာသီဘွားများဖြစ်ကြပါတယ်ဒဏ္ဍကျူလို့ခေါ်တဲ့ကောတာဂျာလရိတ်ကိုမင်းကြီးဟာ2025ခုနှစ်မေလ17ရက်နေ့မှာမေထုံရာသီကိုအင်ကိုရောက်ရှိတာဖြစ်တဲ့အတွက်မေထုံရာသီတူရာသီဓနုရာသီကုန်ရာသီစတဲ့အိမ်များကိုအမြင်အရှင်ရှိတော့မှာဖြစ်ပါတယ်ဒါကြောင့်မလို့အဲ့ဒီရာသီအိမ်တွေမှာရှိကြတဲ့မူလဂျိုတွေအားကောင်းရင်အားကောင်းတယ်လို့ငွေကြေးများစွာဝင်တာမျိုးတွေကြုံတွေ့ရပါတော့မယ်ထီပေါက်တာမျိုးတွေထီပေါက်တကယ်လို့ငွေလုံးရင်ဝင်တာမျိုးတွေကြုံမယ်ရာထူးတိုးတာတင်နန်းတက်တာမျိုးတွေကြုံရပါလိမ့်မယ်လုပ်ငန်းအောင်မြင်တာရီမန်းချက်တွေပြေဝတာမျိုးလည်းကြုံတွေ့နိုင်ပါတယ်မြေဝင်တာမျိုးတွေလည်းမြေခွက်ဝင်တာမျိုးတွေလည်းကြုံတွေ့နိုင်ပါတယ်။အိုးရင်တိုက်တာအစောအစ်စ်တွေဝင်တာမျိုးတွေလည်းကြုံတွေ့နိုင်တယ်။တာသမီကျေနာထွန်းကားတာမျိုးတွေလည်းကြုံတွေ့နိုင်ပါတယ်။အဲ့ဒါပြင်ရွှေကားတော့တကလက်ဝိရဏပစ္စည်းတွေအားလုံးလည်းဝင်တာမျိုးတွေကြုံတွေ့နိုင်ပါတယ်။လုပ်ငန်းအောင်မြင်တာရီမန်းချက်တွေပြေဝတာမျိုးတွေကြုံတွေ့နိုင်တယ်။မြေခွက်တွေဝင်တာမျိုးတွေကြုံတွေ့နိုင်တယ်။နောက်ကဂုံသတင်းကျော်စောတာမျိုးတွေကြုံတွေ့နိုင်ပါတယ်။အခုချိန်ကတော့ကုန်ရာသီဘွားတွေအတွက်အခက်အခဲတွေကြားတဲ့ကအစဉ်ပြေမဲ့အချိန်ကာလပဲဖြစ်ပါတယ်။နောက်တစ်ခါကံကောင်းခြင်းတွေကိုရရှိတာတော့မှလည်းဖြစ်ပါတယ်။အခြေရေးအိမ်တော်ရေးကိစ္စကိုတင်ပြမယ်ဆိုလို့ရှိရင်တော့2025ခုနှစ်ဇွန်လကုန်နောက်ပိုင်းကုန်ရာသီဘွားတွေကစနေပွင့်အချစ်ကံတွေပွင့်ပြီးတော့မှအစဉ်ပြေမဲ့နှစ်ဖြစ်ပါတယ်။အစဉ်မပြေနေတဲ့ချစ်သူတွေအိမ်တော်ရေးရှင်တွေကတော့တုံနဲ့တုံညှိနှိုင်းပြီးတော့မှအစဉ်ပြေတာမျိုးစိတ်ချမ်းသာတာမျိုးတွေကြုံတွေ့လာပါလိမ့်မယ်လူငယ်များအနေနဲ့ကတော့ပညာရေးဘက်မှာအားကောင်းပြီးတော့မှဒီတွင်းမှာရောဒီဘက်မှာပါစူးစမ်းရင်စူးစမ်းသလောက်ဒီမှန်းချက်တွေအောင်မြင်ပြီးတော့မှထုံထုံပေါက်ပေါက်ဖြစ်မယ်ဝယ်လူကုန်တွေရမယ်နှစ်ဖြစ်ပါတယ်။ဆောင်ရရှောင်းရံတွေကတော့တန်ပုတ်တွေခါလာတော့ကိုမနေ့အိယာထားရင်ကိုကောက်ညအိယာဝင်ရင်ကိုကောက်ရွတ်ဖတ်ပြီးတော့ပါမိမိတက်စိရွတ်ဖတ်ပြီးတော့နိုင်ရင်ပို့ပြီးတော့ကောင်းပါတယ်။အင်းကြီးအနေရောင်ဝတ်တာအရက်ဘီယာတောက်တာမျိုးတွေကိုအထူးရှောင်ကျင်ရပါမယ်အနောက်ဘက်အရန်တဲ့တက်ဆိုင်တဲ့နေရာမျိုးတွေကိုခီးသွားတာမျိုးတွေကိုလည်းအထူးရှောင်ကျင်မှုလိုအပ်ပါတယ်။ကုန်ရာသီပွားများကျမ်းမာချမ်းသာဒုဝဆန္ဒတွေပြေဝကြပါစေ။